အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့တာဂေတာအဝိုင်းလေးတရားရှိတောင်ဗျာမြောက်ဘက်ဆောင်တန်းမှာပေးရဟောနေတဲ့ဆရာထိုင်းအောင်ပဲဖြစ်ပါတယ်ကျွန်တော်ရဲ့မိတ်ဆွေစနေသားသမီးများအတွက်29ရက်5လကနေပြီးတော့4ရက်6လအတွင်းတပတ်တာအတွင်းမှာကြုံတွေ့ရမယ့်ကံကြမ္မာအကောင်းဆုံးကိုတဲတော့ကပြင်နမိတ်ဖတ်ပြီးဟောကြားပေးမှာဖြစ်ပါတယ်စနေသားသမီးတွေကတော့ဒီကာလမှာအလုပ်လျှောက်ထားရဆိုရင်အလုပ်ရလိမ့်မယ်အခုတတိပေးချင်တာကတော့အလင်ခံတတဲ့ယူဆိုင်ပါဒီကာလမှာငွေကြီးတဲ့ပတ်သက်ပြီးမစူးစောင်းနိုင်ပါဘူးရှိတာလေးတော့ကောင်းသွားလိမ့်မယ်ရွှေတွေရှိရင်ရွှေတွေလည်းထွက်သွားတတ်ပါတယ်မိတ်ဆွေနဲ့ပတ်သက်လာရင်ကိုယ့်ရဲ့မိတ်ဆွေဟောင်းတွေလုပ်ပေါ်ကိုင်ပတ်တွေပေါ့နော်သူတို့နဲ့ပြန်လဲစုံစည်းရတဲ့သူတို့အကြောင်းပြပြီးတော့ကိုစိတ်ချမ်းသာကြတွေကြောရမယ်ဝန်သားစရာတဲ့လေးကြားရမယ်ကာလလည်းဖြစ်ပါတယ်မိခင်ရှိတဲ့လူတွေမိခင်ကျမ်းမာရေးညံ့နေကြတာပဲဖြစ်ပေါ့နော်ကျမ်းမာရေးပြန်ကောင်းလာမယ်နလန်ပြန်ထလာမယ်ကာလလည်းဖြစ်ပါတယ်မိခင်နဲ့ပတ်သက်ပြီးတော့ကျမ်းမာရေးကိစ္စဥပင်းစရာမလိုပါဘူးသာသမီနဲ့ပတ်သက်လာရင်ပညာရေးကိစ္စရဖြစ်ဖြစ်ကျောင်းကိစ္စရဖြစ်ဖြစ်နိုင်ငံခြားမှာထွက်ပြီးအလုပ်လုပ်တဲ့ကိစ္စရဖြစ်ဖြစ်အဖက်ဖက်ကနေပြီးတော့အဆင်ပြေမဲ့ဝန်သားစရာတဲ့တွေကြားပါလိမ့်မယ်အဆက်အသွယ်ကောင်းတွေရမယ်ကာလလည်းဖြစ်ပါတယ်ဒီကာလကတော့ရံမရှိဘူးဗျကိုချစ်ခင်မဲ့လူတွေကိုစောင့်ကြည့်မဲ့လူတွေဘေးမမဲ့လူတွေများနေတဲ့ကာလလည်းဖြစ်ပါတယ်ငယ်ရွယ်တဲ့စနေသားသမီးများပေါ်ကတော့အခြေအေးမှာအဆင်မပြေပါဘူးအခြေအေးမှာတူနဲ့တူလမ်းခွဲရတဲ့ကာလလည်းဖြစ်ပါတယ်အိမ်တော်ရှင်များပေါ်ကတော့အိမ်တော်ဘက်နဲ့ခိတ္တခတခွဲနေရတတ်ပါတယ်ကိုယ့်ရဲ့အိမ်တော်ဘက်ကအစိုးရဝန်ထမ်းဆိုရင်အထက်လူကြီးရဲ့မတရားဖိခိုင်းတာခံရတတ်ပါတယ်ယာရုကိစ္စတွေဆိုရင်လည်းမတိုးပဲတော့တပည့်တွေကညစ်တာခံရမယ့်ကာလလည်းဖြစ်ပါတယ်ကျမ်းမာရေးအနေနဲ့ကတော့အမြင့်ကိုမတက်ပါနဲ့နော်အမြင့်ကနေလိမ့်ကျတတ်တယ်ပြီးတော့နားတို့ဒူးတို့ဒုက္ခပေးတဲ့ကာလလည်းဖြစ်ပါတယ်ဆရာသမားနဲ့ပတ်သက်လာရင်တော့ဆရာသမားမှာအခက်အခဲရှိနေတော့ကိုလိုက်ကူညီနဲ့သူ့ရဲ့အခက်အခဲကကိုယ့်ရဲ့အခက်အခဲဖြစ်သွားတတ်တယ်သူ့ရဲ့စကားကကိုယ့်ရဲ့စကားဖြစ်သွားတတ်တယ်အဲ့တော့ဆရာသမားနဲ့ပတ်သက်လာရင်ကျွန်တော်တို့အဆင်မပြေသေးပါဘူးနောက်ဘာသာရေးကိစ္စတွေအဋ္ဌံကိစ္စတွေပတ်သက်လာရင်လည်းဟန်တာတာခံရမယ်နှောက်ချက်တာတွေခံရမယ်စိတ်တိုင်းကြမဲ့ကာလလည်းမဟုတ်ပါဘူးအဋ္ဌံလည်းမလုပ်ဖြစ်ပါဘူးပြတ်သွားတတ်ပါတယ်အလုံးနဲ့ပတ်သက်လာရင်တော့ဒီကာလအပြောင်းလဲဖြစ်မဲ့ကာလပေါ့နော်လုပ်ငန်းပုံစံပြောင်းလာနေရာပြောင်းလာတော့အလုံးနဲ့ပတ်သက်ပြီးတော့အတွေးကိုအယူဆတွေပါတယ်ပြောင်းသွားမဲ့ကာလလည်းဖြစ်ပါတယ်နော်အဲ့ဒီအပြောင်းလဲတွေရတယ်ကောင်းတော့ပြောင်းလဲခြင်းတွေဖြစ်ပါတယ်ငွေကြီးကတော့သုံးလေဝင်လေပဲဖြစ်နေတဲ့ကာလဖြစ်ပါတယ်ငွေကြီးနဲ့ပတ်သက်လာပြီးတော့အထူးကံကောင်းမဲ့ကာလလည်းဖြစ်နေပါတယ်အဲ့တော့ကိုယ်မှရှိတဲ့အညံ့လေးတွေပြောင်းသွားဖို့အတွက်ငါ6ပုတ်ကိုကျွန်တော်တမင်းကျန်းနဲ့နေပြီးတော့လမ်းမှာလေလွတ်နေတဲ့ခွေးတွေကိုကျွေးပါကိုယ်မှခက်ခဲနေတဲ့အခက်အခဲတွေပြီးသွားဖို့နော်လုပ်ငန်းကိစ္စတွေအဆင်ပြေဖို့နော်အတိုက်ကအနောက်ချက်လေးတွေကင်းဖို့အတွက်ကိုဆူတောင်းပေးပါအဲ့လိုလူတန်းမဲ့ကျွေးလိုက်မယ်ဆိုရင်ကိုယ်မှခက်ခဲနေတဲ့ခက်ခဲပြီးသွားပြီးတော့ကောင်းကျိုးချက်တာများရရှိသွားမှာဖြစ်ပါတယ်ခင်ဗျာ